ဂျာနေကျော်မမလေးဤသူမအခန်းသုံးမွန်းတဲ့ပြီးတဖြည်းဖြည်းနေဆောင်လာ၍တသက်မှာအိယာကထပြီးအိမ်ပါဝါသို့ထွက်ခဲ့သည်လမ်းနဲ့အိမ်ကူးရန်ခင်းထားတဲ့တရားကလေးပေါ်မှာစောင်းကလေးကိုခြုံထိုင်ပြီးလှလာမဲ့လမ်းဘက်ကိုလေတဆန့်ဆန့်နဲ့ပြည်နေသည်ဒီနေ့တစ်နေ့လုံးလှိမ်မြန်နေမလာကြဘူးအော်အတန်လည်းမကြားရ၍လှအတွက်တော့စိတ်အေးရတယ်ထောက်ကြံကိုလှကိုလွတ်တာလွတ်လိုက်ရတယ်စိတ်ကမချဘူးဒါပေမဲ့လည်းနုသက်ခံစုကလေးတယောက်လိုလည်းမဖြစ်စေချင်ဘူးဒီလိုနဲ့တယောက်တည်းသွားလာပြီးမှလည်းသူ့အတွက်ကောင်းတယ်လို့စိတ်ပူစိတ်ကိုလှည့်ဖြည်နေရတယ်လမ်းသွားလမ်းလာများသည့်အိမ်ရှိမှခတ်တုတ်တုတ်လျှောက်သွားကြသည်စစ်သားတွေကြည့်ရတာမှစုပ်စုပ်ပြက်ပြက်နဲ့ညစ်ပတ်လှတယ်သူတို့တွေရက်ဆက်ကြမ်းကြုံပုံလေးနိုင်ထက်လူပြုနေကြတဲ့ပုံလေးသူတို့အင်္ဂါရုံမှာအကွင်းသားထင်လျက်မျက်နှာပေါက်ဆိုးကြတယ်မြင်းလဲများလန်ချားများလူသွားလူလာများဖြတ်၍လာတိုင်းလှများပါမလားလို့လှများဖြစ်နေမလားနဲ့လဲတိုင်းကလေးကိုစန့်ပြီးလှမ်းကြည့်နေရတယ်အနားရောက်ပြီးဖြတ်ကျော်သွားကြ၍ပါမလာမှတပ်ပြင်းချကလဲဆန့်ကိုမျှော်ပြန်ရပြန်သည်လှမှာမနေ့ကရောက်တင်ပါလေရဲ့ပြန်ရောက်မလာဘူးဒီနေ့အတွက်လည်းတထင်ထင်ဖြစ်နေရပြန်ရောဒီနေ့မရောက်မှကိုတွေးပူပြီးစိုးရိမ်နေမိတယ်ဘာမှဖြစ်ပြန်ပါလဲဘာဖြစ်လို့မနေ့ကမလာပါလဲပူပန်တော့ကားစိတ်တွေနဲ့မောလာပြီးတသက်သည်လန်းလန်းဖြန့်ဖြန့်လှည့်ကြည့်လိုက်သည်ကြောခိုင်းထားသောနောက်၌ဘယ်ချိန်ကဥမြကြီးရောက်နေတယ်မသိဦးလေးပါလားအေးကွယ်ဒီနေ့ညနေလှကိုလွတ်မယ်ဆိုပေမဲ့ဦးပဲလာခဲ့တယ်ဘယ်နဲ့လဲတသက်အကြောင်းထူးပြီလားဟုတ်ကဲ့ဒီနေ့ညနေအကြောင်းပြန်ဖို့ပဲလှအောင်မနေ့ကဒီကိစ္စနဲ့ထောက်ကြံကိုလွှတ်လိုက်တာမနေ့ကလည်းပြန်မလာဘူးကားမမီလို့လားပဲဆရာတော်မရှိလို့လားနဲ့စိတ်ပူပြီးထွက်မြော်နေတာပါပဲဟေးလှမရှိဘူးလားရန်ကုန်ကကားတွေတော့တစည်းပြီးတစည်းဝင်နေတာပဲဒီကနေ့တော့သူလာမှာပါအเจ้าညီညွတ်မညီညွတ်လဲသူပြက်လာမှာပါအော်ပြောရင်းဆိုရင်ဟိုကလာနေတာလှမဟုတ်ဘူးလားတသက်လှည့်ကြည့်လိုက်သည်မြင်းလဲပေါ်မှာဆင်းလာတော့လှဤမျက်နှာမှာနီရဲလာလျက်မျက်နှာမကောင်း၍နေရာမကျခဲ့ဘူးလားဟုရင်ထဲမှာထိတ်ပြသွားသည်လှရဲ့မနေ့ကပြန်မရောက်လာလို့တသက်စိတ်ပူလိုက်ရတာဥတော်လာစောင့်နေပြီကဲလှအိမ်ထဲဝင်ကြရအောင်လှမှာမျက်နှာပြက်ပြက်ဖြင့်တိတ်ဆိတ်စွာပင်နောက်မှဝင်လိုက်ခဲ့သည်ဦးမြကြီးကိုနေရာထိုင်ခင်းပေးပြီးမှဦးမြကြီးကိုမမြင်အောင်တသက်ကမျက်စချီ၍မီးထိုးပြလိုက်သည်ထိုအဓိပ္ပာယ်မှာပါရဲ့လားဟုသောအဓိပ္ပာယ်ဖြစ်ကြောင်းသိ၍လှမှာခေါင်းကိုဖြေးလေးညင်းစွာနှိပ်ပြလိုက်သည်ထိုအခါမှတသက်ကရင်ကောင်းထဲသို့အလုံးကြီးပြန်ကျသွားလေကဦးမြကြီးဘေးတွင်ဝင်ထိုင်လိုက်သည်တသက်အဖျားတက်သေးလားယင်မတက်ပါဘူးလှရဲ့ပြောပါဦးမနေ့ကဘာဖြစ်လို့မလာလဲဆရာတော်လှဲကူးကြွနေလို့ကျောင်းမှာတညဆောင်အိတ်ခဲ့ရတာမနက်ကမှပြန်ကြွလာလို့လေပြောဆိုလျှောက်ထားပြီးကြပြခရပြန်လာခဲ့တာဦးမြကြီးမှာတသက်မျက်နှာတလဲလှကိုတလဲကြည့်ကစိတ်ထဲ၌သူကိစ္စချောမချောရဲ့လားတိတ်တိကျင်လျက်တကြောင်တကြနဲ့ဖြစ်နေတယ်သွားလေသူတွေအတွက်ဆရာတော်ဖះစိတ်မချမ်းသာတဲ့အကြောင်းပြောလိုက်ကမဆုံးနိုင်ပါဘူးဆရာတော်လည်းသိပါမလို့ပဲကောင်းကောင်းမမာတာနဲ့စိုင်းနေတာတဲ့နောက်ပြီးဒါကိုကိစ္စပြီးရင်ဆက်ဆက်ပြန်ပေးဖို့တသက်ကိုပြောလိုက်တယ်လှသည်ပြောပြီးလွဲအိတ်ထဲမှနှိုက်၍စက်ကူပူးကလေးတစ်ခုကိုထုတ်ကာတသက်ကိုကမ်းပေးလျက်တသက်နာတွင်ဝင်ထိုင်လိုက်သည်ဦးမြကြီးမှဘာကြောင့်မှမသိဖြစ်နေလျက်ငွေတုပ်ကိုသာမြင်လို့စဉ်ငွေထုတ်မဟုတ်ပဲစက်ကူပူးပင်ပတ်ထားသောစက်ကူတုပ်ကလေးကိုမြင်ရလျက်မိမိကိစ္စနဲ့ဆိုင်မယ်မဆိုင်မယ်မစင်းစားတတ်သလိုဖြစ်နေလေရောတသက်သည်စက်ကူဖက်များကိုဖြင်းညင်းစွာခွာယူနေသည်လှသည်ခေါင်းငုံချလိုက်သည်ဦးမြကြီးမှခေါင်းငုံနေသောလှကိုတလဲတသက်ဖြင်းနေသောဘူးကိုတလဲအသက်မရှူဘဲကြည့်လိုက်သည်လှမှငုံနေ၍မျက်ရည်များဖြာပေါ်သို့တထောက်ထောက်ကျဆင်းနေသည်ကိုတွေ့ရပြန်၍ဘာမှဖြစ်လို့ပါလဲဟု၍ပိုပြီးအနေရခတ်လာပြန်ရောတသက်ကစက်ကူဘူးကလေးကိုဖွင့်လိုက်သည်စိတ်တလက်လက်ညတလက်လက်ဖြင့်ဘူးထဲမှခုန်ထွက်လာသောရွှေတောင်ရုပ်ကလေးကိုမြင်ချင်းမှဦးမြကြီးအံ့ဩသင့်သွားသည်ဦးကြီးဘာတော့တသက်တို့တော့ငွေမပေးနိုင်ဘူးဦးကြီးရဲ့ဒီရုပ်ကလေးပဲယူသွားစေခြင်းနဲ့ဒီရုပ်ကလေးက2500ထက်မကတော့တန်ပါတယ်ဒီရုပ်ကလေးကိုဖေဖေမသေးခင်ကသူ့စာတာညံ့လို့ဆိုပြီးဆရာတော်အမိန့်ရှိတဲ့အတိုင်းရေတရာချေရအောင်ဖះမှာထပနာလှူဖို့လုပ်ခဲ့တာဇေဒီမပြီးသေးလို့အလှူတော့အထမမြောက်သွားရှာဘူးပစ္စည်းဆိုလို့တသက်တို့မှာဒါပဲရော်စရာရှိတယ်ဦးကြီးရဲ့ဟေးတသက်ရဲ့
ဦးမြကြီးမှာရင်တွေပန်းတွေတုံသွားလျက်စို့လာလေသည်လှမှာတရှုပ်ရှုပ်ငိုနေလေသည်ဒါနဲ့အယော်စားပေးတာမဟုတ်ပါဘူးဦးကြီးရဲ့တသက်တို့ငွေ2500မပေးနိုင်ခင်ဆက်ကြလေအပေါသဘောမျိုးထားရမှာပါအတိုးလဲယူပေါ့ဒီကြားထဲငွေမြမြန်ရှာပြီးပြန်ရွေးပြီးဖះမှာလှူလိုက်မှာပါတခြားမှလည်းမပေါင်ချင်ဦးကြီးရဲ့ရန်ကုန်ကလူတွေကစိတ်ကောင်းရှိကြတယ်မဟုတ်လားဦးမြကြီးသည်ခေါင်းကိုဖြည်းဖြည်းမော့က6သွေးလှသောအတန်ဖြင့်ပြန်၍ပြောသည်စိတ်ကောင်းရှိပါတယ်တသက်ရဲ့မအေကြီးကဖះတရားနဲ့နေတာပါအင်မတန်စိတ်သဘောထားဖြူစင်နေဦးကြီးလည်းအင်မတန်ခင်ကြအင်မတန်သနာကြတယ်ဒီလိုကြားရတာဝမ်းသာလိုက်တာဦးကြီးရဲ့ယူသွားပါအဖြစ်ပြက်လဲပြောပြပေါ့ဒီတော့မှဦးကြီးတို့အပေါ်လဲယုံကြည်ကျေနပ်သွားမယ်တနှစ်ခွဲအတွင်းလဲဥစ္စာရှင်ကလာရွေးရင်ပေးဖို့အကြောင်းသာဆက်တောင်းပန်ပေးပါနော်ဦးမြကြီးဤတကူလုံးမှာကျင်ဆက်၍သွားသည်ဝိုင်းဝိုင်းလည်နေသောမျက်လုံးတွင်မျက်ရည်များပြည့်လာသည်ငိုတံပါကြီးနှင့်ပြန်ပြောမိသည်ဒါကတော့တသက်ရဲ့ဖြစ်တဲ့အကြောင်းပြောပြရင်သူတို့မထုခွဲပါဘူးသူတို့လည်းစိတ်ပေါင်းရွှေပေါင်းခံနေကြတာပါပဲသူတို့ချမ်းသာကြပါတယ်ဦးကဒါကိုတသက်စီကယူသွားဖို့အတော်စိတ်မကောင်းဘူးယူသွားပါဦးကြီးရဲ့ယူသွားလို့တသက်တို့ကိုမညာမတာပြုရမရောက်ပါဘူးနှစ်ဖက်စလုံးကောင်းရာကောင်းကြောင်လုပ်ကြတာပဲတသက်ရွှေမှာပါစိတ်ချဦးမြကြီးမှာတွေ့ဝေငိမ်းမောကစိတ်မချမ်းမသာဖြစ်လာပုံပေါ်နေသည်တသက်သည်လှဤကြောကိုတက်လိုက်ကလှရဲ့မငုံနဲ့နော်တသက်ပြန်ရွေးမှာပါဟုညှင်သာစွာချော့ပြန်လေသည်ဦးရဲ့တသက်သွားရွေးရင်ပေးပါတယ်နော်စိတ်ချရအောင်ထပ်မေးလိုက်ပြန်သည်ဒါကတော့စိတ်ချပါမပေးဘဲလူစားတွေမဟုတ်ပါဘူးဦးအာမခံပါတယ်ဒီအဖြစ်ပြက်သိသွားယူတော်ယူကြပါမလားမသိဘူးဒီအဖြစ်ပြက်တော့ဖွင့်ပြောပြလို့မဖြစ်ဘူးထင်တယ်ဒီလိုလောက်ကြရတာသူများသိလို့လည်းမတော်ပါဘူးဦးကြီးပြောတဲ့အခါတသက်တို့တွေနာမည်တွေတောင်ထုတ်ဖော်ပြီးမပြောစီချင်ဘူးစကားလွှဲပြီးပြောဖို့ရဦးကြီးကိုမှားပြရစေအပေါင်ခံဖို့ရလည်းပြောပေါ့ဖေတို့ဘသူဘဲဝါရဲ့လို့မပြောခဲ့ပါနဲ့နော်ဦးကြီးဦးမြကြီးကတာဝန်ခံသည်မပြောစီချင်မပြောပါဘူးတသက်ရဲ့တသက်ပြန်ရွေးရင်သူတို့ပြန်ပေးဖို့ဦးကြီးတာဝန်ထားပါတသက်သည်ဒေါင်းရုပ်ကလေးကိုစက်ကူဘူးထဲထည့်လျက်စက်ကူနဲ့ပြန်ပတ်ထုတ်ရင်သူတို့နေတာကရန်ကုန်ပင်လန်းမှာလဲဦးမေးလိုက်သည်ဒေါ်တီကုတ်ကိုင်းခြံနံပါတ်90ဆိုရင်ရောက်တယ်တသက်သည်စက်ကူဘူးကိုဦးမြကြီးကိုလှမ်းပေးလိုက်သည်ဦးမြကြီးမှာနှကမ်းများတလက်လက်ဖြစ်လျက်အတန်လဲထွက်မလာစိတ်မချမ်းမြေ့စွာယူကျုံမရဟန်ဖြင့်ရှိသည်မျက်ရည်များဝဲလျက်ဖြင့်တုံရင်လှမ်းယူလိုက်သည်တသက်မာရာတွေမှားတယ်လို့ဖြစ်ဖို့ဦးကြီးဂရုစိုက်ပါနော်လှသည်မျက်ရည်များတုပ်ပြီးမှားကြားနေသည်စိတ်ချလှအားလုံးစိတ်ချပါတသက်မာတဲ့အတိုင်းဖြစ်ရစီမယ်နော်မနှက်စောစောလိုက်သွားပြီးညနေပြန်ခင်မယ်စက်ကူဘူးကလေးကိုအိတ်ထဲသို့ထည့်လျက်ကျဲစေးတက်ကထလေသည်ကဲသွားမယ်နော်စိတ်ချပါတသက်ဦးမြကြီးကနှုတ်ဆက်ပြီးထွက်သွားသောအခါလှမှဦးမြကြီးကိုမျက်လုံးထဲမှပြက်ခွဲသွားသည့်အထိမျက်စိတစုံငင်း၍ကြည့်နေသည်နောက်တနေ့ညနေတွင်လှသည်စာတင်ရာအိမ်မှအိမ်သို့တန်းမပြန်မဲဦးမြကြီးအိမ်သို့တန်းသွားသည်ခရီးရောက်မဆိုင်ဖြစ်နေသောဦးမြကြီးကိုပတ်ပင်၌ပင်တွေ့လေသည်လာဦးနေရာကြခဲ့ရဲ့လားကြခဲ့ပါတယ်မထိုင်တော့ဦးရဲ့ဒီလိုဆိုရင်တသက်ကိုလိုက်ပြောပါအောင်ဟုတ်ပါတယ်တော့သွားပြောလိုက်ပါအောင်မယ်သူခမဘလောက်သိချင်ရှာနေမလဲခုပဲရောက်တာလှရဲ့ဒေါ်ဖော့သည်လှတို့ထွက်သွားသည့်အနောက်မှဖုန်ကြီးပါစေတက်ရှိပါစေလို့တသက်ကိုဆုတောင်းပေးလိုက်တယ်လို့ပြောလိုက်ပါတယ်လှတသက်သည်အိယာမှာထလိုက်ကအနားလာထိုင်သောဦးမြကြီးအားပြုံးလျက်ဦးလေးနေရာကြခဲ့ရဲ့လားဟုမေးလိုက်သည်ကြပါတယ်ကွယ်ဦးကလည်းတသက်မှာတဲ့အတိုင်းရှိပြောရတယ်ငွေကိုပွဲစားလက်ထဲထည့်လိုက်တာဘုံကျဲတာနဲ့ခမများလဲပြေးရင်လွှားရင်ငွေတော့ကြပြောက်ခဲ့တယ်ဆိုတဲ့အကြောင်းဒီတော့ခမတို့ဒီလိုပြောရုံနဲ့မပြီးဘူးကျုပ်ကိုယုံကြတော့မှမဟုတ်ဘူးအယောစားမပေးရင်မဖြစ်ဘူးလို့ပြောတော့ငွေမလွယ်လို့ဒီရုပ်ကလေးပဲခမများပေးလိုက်တယ်ဒီအယုတ်ဟာသူ့အဖေမသေးခင်ကဖះလှူဖို့လှုပ်ထားတာကိုယ်တိုင်မလူဖြစ်သွားဘူးအဲ့ဒါကသူကလှူမဲ့ဆဲဆဲငွေမလွယ်လို့ပေးလိုက်ပါတယ်အပေါင်ထားပြီးထုံးစံအတိုင်းတိုးလဲယူပါတနေ့နှစ်နှစ်အတွင်းအကြဆုံးထားမှာပါသူတို့ပြန်ရွေးပါလိမ့်မယ်ပြန်ပေးဖို့အာမခံပါဆိုလို့ကျုပ်လည်းအာမခံပြီးယူလာခဲ့တယ်လို့ပြောပြလိုက်တယ်ဒီတော့ဘာပြောလဲဦးလှမေးလိုက်သည်တသက်မှာတွေ့၍ငင်းငိုင်နေနားထောင်လျက်ရှိသည်ဒီတော့မအေကြီးကစိတ်မကောင်းရှာဘူးပေါ့
ဒီရုပ်ဟာဖះနဲ့ပဲထိုက်တန်ပါတယ်ယူတော်မယူရက်ပါဘူးတဲ့ဒါပေမဲ့ကားဝယ်ဖို့ပေးလိုက်တဲ့ငွေကသူတို့ငွေလည်းမဟုတ်ဘူးတဲ့လှရဲ့သူတို့မိတ်ဆွေတဦးကကားလူချင်းနေဆိုလို့သူ့မိတ်ဆွေစီကတောင်းပြီးပေးလိုက်ရတာငွေတဲ့။အော်ဒါဖြင့်ငွေရှင်ကတဦးပေါ့။အေးလှရဲ့ငွေရှင်ကတဦးဒါကြောင့်အမေကြီးကဒီအယုတ်ရှင်ကိုပြောလိုက်ပါတဲ့ဒီအယုတ်ကိုသူတို့ပဲယူထားပြီးတင်ထားမယ်။ဥစ္စာရှင်ကိုသူတို့ကပဲငွေဆိုင်ပေးလိုက်မယ်တဲ့။နောက်ပြီးအတိုးလည်းမလိုချင်ဘူးတဲ့။ငွေအရင်တိုင်းပဲမြ мян ရွေးပါတဲ့ပြန်ပေးပါမယ်တဲ့။ဝမ်းသာလိုက်တာဦးကြီးရဲ့တသက်စိတ်အေးရပါပြီ။ဦးမြကြီးထပြန်သွားသောအခါတသက်သည်အိယာပေါ်တွင်လှည့်ချလိုက်သည်။ခေါင်းရင်းကကြောက်တုံးကလေးကိုလှမ်းယူလိုက်ကလက်ထဲတွင်အကြာကြီးစုပ်ကာ၍ထားသည်။ကြောက်တုံးကလေးဤစွမ်းအင်တကူသည်တသက်စိတ်ကိုတည်ငြိမ်စေသည်။တသက်စိတ်ကိုတင်းနိုင်စေသည်။စိတ်မချမ်းမြေ့ဖွယ်ရာကောင်းသမျှကိုသိခံနိုင်အောင်အားပေးနိုင်စွမ်းလည်းရှိသည်။